ကဆုံလာပြေနေတော့ကြဖယားဖွာတဲ့နေမြတ်ပါတက္ကရမ68သုတ်တော်မင်းဖစေမာယာဒေဝီမွေမေတော်ကပိလဝနေပြည်တော်တာဂီမျိုးတော်ထင်ရှားလာຫນွေတော်ဂေါတမတိတ်တထားတဲ့မိနာမံ16နှစ်မှထီနန်းဆန်း29မှန်တော်ထွက်သွား6နှစ်ကျင်တရား35နှစ်ပြည့်လေတုံး103ခုကြုံလာပြီကဆုံဗုဒ္ဓဟုဖယားဖြစ်တဲ့နေအထူတရားဥမြတ်ဓမ္မစက္ကေဝါဆိုလာပြီဟောစနေတ80လေးတိုင်အောင်ထိတတဝါကျိုးသေးဖို့ဤတောင်းတိုင်မူကြီးဒုမြတ်စွာဘုံသုံးပါလုံးထင်ရှားပါလူနတ်မြမလွန်ကြောကြငါတို့ဖယားတို့ဖယားငါတို့ဖယားတို့ဖယား